ကျွန်တော်တို့တွေနဲ့စင်ဘဝမှာစွန့်လွတ်ခြင်းဆိုတဲ့စကားလုံးကိုခဏခဏကြားဖို့ကြမှာပါတချို့ကထင်ကြတယ်စွန့်လွတ်တယ်ဆိုတာကိုပိုင်ဆိုင်သမျှကိုချင်းရသမျှအရာအားလုံးကိုပြစ်ချပြီးဝေးရကိုထွက်သွားရတာမျိုးပေါ့ဒါပေမဲ့တကယ်တော့ဗုဒ္ဓဘုရားရှင်ဆိုလိုခဲ့တဲ့စွန့်လွတ်ခြင်းရဲ့အနိတ္တရာကအရာအားလုံးကိုပြစ်ချလိုက်ဖို့မဟုတ်ပါဘူးကျွန်တော်တို့စိတ်ကိုတင်းကျပ်စွာတုံ့နှောင်ထားတဲ့ဆွဲလမ်းမှုတွေကိုလျော့ချပစ်ဖို့ပဲဖြစ်ပါတယ်ဓမ္မပဒပါဠိတော်ထဲမှာဗုဒ္ဓကဒီလိုဟောကြားခဲ့ပူပါတယ်တဏှာယဆာယတိတောကောတဏှာယဆာယတိပယံတဏှာယဝိပမုတ္တတနတ္ထိတောကောကုတောပယံတဲ့ဒီကထာလေးရဲ့အဓိပ္ပာယ်ကအရန်လေးနဲ့ပါတယ်ရိုးရိုးလေးပြောရရင်ကျွန်တော်တို့ရဲ့စိုးရင်ပူဆွေးမှုတောကဆိုတာလိုချင်မဲ့မောမှုဆွဲလမ်းမှုတဏှာကြောင့်ဖြစ်လာရတာပါကြောက်ရွံ့ထိတ်လန့်ခြင်းဘေးဆိုတာလေဒီဆွဲလမ်းမှုကနေပဲမြစ်ဖြားခန္ဓာဖြစ်ပါတယ်ဒါကြောင့်ထိုဆွဲလမ်းမှုတဏှာကနေစိတ်ကိုလွတ်ပေးနိုင်ခဲ့ရင်လွတ်မြောက်သွားရင်စိုးရင်เสียလည်းမရှိတော့ဘူးကြောက်เสียလည်းဘာမှမရှိတော့ပါဘူးတဲ့ဟုတ်ပါတယ်တကယ်တော့ကျွန်တော်တို့ဘဝမှာကြုံရတဲ့ဒုက္ခအများစုကမလွတ်နိုင်ခြင်းကနေစတင်တာပါလူကိုဆွဲတယ်ပစ္စည်းဥစ္စာကိုဆွဲတယ်ကိုယ်အမြင်ကိုဆွဲတယ်နောက်ဆုံးငါဥစ္စာဆိုတဲ့အတ္တကိုတောင်ပြင်းပြင်းထန်ထန်ဆွဲလန်းတတ်ကြပါတယ်ဗုဒ္ဓအလိုရှိတဲ့စွန့်လွတ်ခြင်းဆိုတာချစ်ရတဲ့သူတွေကိုမချစ်တော့တာမဟုတ်ပါဘူးချစ်ပေမဲ့အတင်းအဓမ္မဖက်သွယ်မထားတော့တာပါပိုင်ဆိုင်မှုတွေရှိနေပေမဲ့အဲ့ဒါတွေအပေါ်မယူမှုတော့တာမျိုးတနေ့နေ့မှာဆုံးရှုံးသွားခဲ့ရင်တောင်ဒါဟာတဘဝပဲလို့နားလေလက်ခံလိုက်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်မြင်တောင်ဥပမာလေးတစ်ခုပြောပြမယ်လို့ကျွန်တော်တို့လက်ထဲမှာတဲတွေကိုတင်းတင်းကြပ်ကြပ်စုပ်ထားမယ်ဆိုရင်လက်လဲနာမယ်တဲတွေလည်းလက်ကြားထဲကနေရှန်ထွက်ကုန်ပါလိမ့်မယ်ဒါပေမဲ့လက်ကိုခပ်ဖွားလေးပဲဖွင့်ပေးထားလိုက်ရင်တော့လက်လဲမနာတော့တလို့တဲတွေလည်းလက်ထဲမှာပဲလှလှပပကျန်နေပါလိမ့်မယ်ကျွန်တော်တို့စိတ်ကလည်းဒီအတိုင်းပါပဲတခုခုကိုအရန်ကြီးဖက်သွယ်ထားရင်ကိုယ်ပဲဒုက္ခပူရတတ်ပြီးတဖြည်းဖြည်းနဲ့လွတ်ချတတ်လာတဲ့အခါမှာတော့စိတ်ကအလိုလိုငြင်းချမ်းလာပါလိမ့်မယ်ဒါကြောင့်ဗုဒ္ဓရဲ့စွန့်လွတ်ခြင်းအတွေ့အခေါ်ဟာဘာမှမပိုင်ဆိုင်နဲ့လို့ပြောနေတာမဟုတ်ပါဘူးဘာကိုမှအလွန်အကျွံမဆွဲလမ်းမိစေနဲ့ဆိုတဲ့အတိတရားနဲ့နေထိုင်တတ်ဖို့လမ်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်